ထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ချင်းမိုင်မြို့မှာလေထိုင်းအာဏာပိုင်တွေကမြန်မာအလုံသမားတွေကိုပိုက်စိတ်တိုက်စစ်ဆေးနေပြီးဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။ဒီသတင်းကို Morris ကပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံရဲချုပ်ရဲ့လက်ညွှန်ချက်အရနိုင်ငံတွင်းဥပဒေချိုးဖောက်တာတွေတရားမဝင်နေထိုင်တဲ့နိုင်ငံသားတွေကိုအမြင့်ပြတ်နှိမ်နင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်လည်းဖြစ်တယ်လို့မြန်မာအများစုနေထိုင်တဲ့ချင်းမိုင်မှာမြန်မာဆိုင်တွေနဲ့ရွှေပြောင်းလုပ်သမားတွေရှိတဲ့လုပ်ငန်းခွင်တွေအိမ်တွေအထိပါပိုက်စိတ်တိုက်စစ်ဆေးနေပြီးဖမ်းဆီးရေးယူခံရတွေကြုံနေရပြီလို့ချင်းမိုင်မြို့နေမြန်မာတွေက DVB ကိုပြောပါတယ်။ပုံမှန်အချက်လက်စစ်ဆေးတာအပြင်မြန်မာဆိုင်တွေကိုဝင်ဖမ်းတဲ့အခါထိုင်းရှိနေတွေပါခေါ်လာပြီးအခွန်မဆောင်တဲ့ရောင်းကုန်တွေတွေ့ရင်ချက်ချင်းတန်ငွေဆောင်ဖမ်းဆီးတာတွေလုပ်နေတာလို့ချင်းမိုင်မြို့နေစီးပွားရေးလုပ်ငန်းရှင်တယောက်ကဆိုပါတယ်။စစ်နေကြတော့ပုံမှန်တိုင်းတော့ပုံမှန်အတိုင်းစစ်နေကြတဲ့ကိုပို့ပါတယ်။ဒီအဖွဲ့အစည်းပေါင်းလုံးမှာပါလာတယ်တချို့ဆိုရှင်းနေပါလာတယ်။နောက်ပြီးတော့ဒီအဓိကဖမ်းတဲ့အကြောင်းရင်းအလုပ်လက်ရှိလုပ်နေတဲ့အလုပ်နဲ့ဒီဘောပါမင်တမရှိတဲ့အလုပ်မျိုးစားမတူလို့ရှိရင်တို့ဖမ်းပါတယ်။ဇန်နဝါရီ29ရက်နေ့ကချင်းမိုင်မြို့ဆရဖီရက်ကွက်ထဲကဆိုင်တဆိုင်ကိုဝင်ရောက်စစ်ဆေးရာအလုပ်သမားက Work Permit ရှိပေမဲ့ပါမစ်ထဲမှာခွင့်ပြုထားတဲ့အလုပ်နဲ့လက်ရှိအလုပ်မကိုက်ညီတာကြောင့်မြန်မာနိုင်ငံသားတယောက်အဖမ်းခံခဲ့ရပြီးဇန်နဝါရီ28ရက်နေ့မှာ Marine Crime အတွင်းကဈေးတစ်ခုမှာမြန်မာအလုပ်သမား2ယောက်ဟာအလုပ်သမားလက်မှတ်ရှိပေမဲ့ခွင့်ပြုချက်မရှိဘဲရင်မောင်းအလုပ်ကိုလုပ်ကင်နေတာကြောင့်တတ်မှတ်ချက်ထက်ကျော်လွန်လုပ်ကင်မှုနဲ့အရေးယူဖမ်းဆီးခံခဲ့ရပါတယ်။ချင်းမိုင်မှာဒီရက်ပိုင်းအခုလိုအဖမ်းဆီးစစ်ဆေးတင်းကျပ်နေတဲ့အချိန်မှာပဲမြန်မာရွှေပြောင်းလုပ်သမားတွေအများဆုံးရှိတဲ့အယုဒ္ဓယမဟာချိုင်နဲ့မဲဆောက်မြို့တွေမှာထိုင်းလူမျိုးနဲ့မြန်မာလူမျိုးတွေကြားပဋိပက္ခမကြာခဏဖြစ်ပွားနေမှုကိုရှော့ချဖို့အတွက်14ရက်ကြာငြိမ်သက်စွာနေထိုင်တဲ့ကမ်ပိန်းပြုလုပ်တဲ့အချိန်လည်းဖြစ်ပါတယ်။ဒါကြောင့်ချင်းမိုင်မှာရှိနေတဲ့မြန်မာလူသမားတွေဟာအထောက်အထားစုံရှိတာတောင်ရှောင်းတခင်ဝစ်စစ်တာကိုဂရုစိုက်နေရတယ်လို့နှကမ်းမွေးလို့လူသိများတဲ့ထိုင်းမျိုးချစ်ရန်ကိုလည်းတတိထားနေရတယ်လို့ဆိုပါတယ်။လက်ရှိနေထားရအဓိကစိုးရင်ရတာလုံခြုံရေးပေါ့နော်။ကျွန်တော်တို့ကြားထားတဲ့သတင်းတွေရဆိုလို့ရှိရင်ထောက်ထားဘလောက်ပဲစုံနေတာရှိနေပါသေးအောင်မြန်မာမှန်တာနဲ့ရန်လိုမှုတွေတိုက်ခိုက်မှုတွေကနေရာတိုင်းမှာလို့ကြားနေရတဲ့အတွက်ကျွန်တော်တို့အဓိကလုံခြုံရေးရတော့စိုးရင်စရာအနေထားတစ်ခုရှိနေတယ်လို့တော့ခန်းစားရတယ်ခင်ဗျာ။ပြီးခဲ့တဲ့ဇန်နဝါရီ23ရက်နေ့ကချင်းမိုင်မှာကျင်းပနေတဲ့စောင်းရသည့်ပွဲတော်ကိုနှောက်ယှက်ဖို့ကြံစီနေတဲ့မြန်မာလူငယ်20ကျော်ကိုထိုင်းရဲတပ်ဖွဲ့ကလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ဖြစ်ရပ်တွေဖြစ်ခဲ့တဲ့အပြင်ဇန်နဝါရီ29ရက်နေ့ကချင်းမိုင်မြို့မှာညဘက်စစ်ဆေးလုပ်နေတဲ့ထိုင်းရဲကိုလူငယ်တယောက်ကတနက်နဲ့ပစ်ပြီးပြေးသွားတဲ့အတွက်လက်ရှိချင်းမိုင်မှာနေကောညပါစစ်ဆေးမေးမြန်းတာတွေပိုလုပ်နေတဲ့အချိန်တွေဖြစ်ပါတယ်။ဒါကြောင့်အခုလိုချိန်တွေမျိုးမှာချင်းမိုင်မှာရှိနေတဲ့မြန်မာအချင်းချင်းညအချိန်မတော်အပြင်သွားတာတွေတတိထားဖို့နဲ့တပ်တေခံကတ်တွေကိုကိုနဲ့မကွာဆောင်သွားဖို့အချင်းချင်းတိုက်တွန်းမှုတွေလည်းရှိနေပါတယ်။လူမျိုးရေးဘာသာရေးနိုင်ငံရေးစတဲ့ခေါင်းစဉ်တွေအောက်မှာရောက်သွားတဲ့အခါဆိုရင်တော့ပို့ပြီးတော့ခက်ခဲတယ်ပို့ပြီးတော့ကြက်တဲတယ်ပို့ပြီးတော့ရှုပ်ထွေးတယ်အဲ့တော့ဒီလိုအချင်းတွေမျိုးလို့ယူဆတဲ့အတွက်ပို့ပြီးတော့စိတ်ပူရတယ်စိတ်ရှုပ်ရတယ်အဲ့တော့တချို့ဟာတွေကတော့တရင်တွေလည်းကြီးမြေပြင်အချင်းတွေလည်းထဲထဲဝင်သိအောင်တတ်နိုင်တဲ့လောက်သိတယ်လောက်သိအောင်လေးလာတဲ့နယ်လို့ထင်တယ်အဲ့ဒါဆိုရင်တော့လည်းခုနလိုချို့ဟာကြီးတွေကတလေးလာကြီးလားဆိုတာမျိုးတွေလည်းလက်တွေ့သိနိုင်မှထင်တယ်ထိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့14ရက်ကြာငြိမ်သက်စွာနေထိုင်တဲ့ကမ်ပိန်းလုပ်နေတဲ့ကာလအတွင်းပတ်ဝန်းကျင်နှောက်ယှက်ဖြစ်အောင်အော်ဟစ်ဆူညံတာတွေလမ်းဘေးမှာအုပ်စုဖွဲ့အရက်တောက်တာတွေအပြင်မှာကောလူမှုကွန်ရက်တွေမှာပါအမုန်းစကားတွေမပြောဖို့နဲ့ဥပဒေနဲ့မညီတဲ့ကိစ္စတွေပါဝင်ပတ်သက်တာတွေမလုပ်ဖို့ထိုင်းရောက်မြန်မာအချင်းချင်းတိုက်တွန်းနှိုးဆော်နေကြပါတယ်ခင်ဗျာကျွန်တော် Morris ပါ